လူတယောက်ဟာသူ့လက်ထဲမှာပါလာတဲ့အစားအစာတွေကိုတောင်းစားနေတဲ့သူတယောက်ကိုပေးလိုက်ပါတယ်။ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီတောင်းရန်စားတော့သူဟာအစာကိုမစားဘဲသူ့ဖုန်းနဲ့ဓာတ်ပုံရိုက်လိုက်တာပါပဲ။အဲ့ဒီခဏမှာတင်အစားအစာတွေဟာချက်ချင်းဆိုသလိုနှစ်ဆဖြစ်သွားပါတယ်။လူကောင်ကကြောင်သွားစင်မှာပဲတောင်းစားတဲ့သူကဒီဖုန်းကဘယ်အရာကိုမဆိုပွားပိနိုင်တယ်လို့ပြောပြီးဖုန်းကိုသူ့လက်ထဲကပြတ်ကွယ်သွားပါတော့တယ်။ဒါကိုလိန်ညာနေတယ်လို့တန်တရားဝင်ပြီးတဲ့အဲ့ဒီလူဟာလမ်းဘေးကအစင်မြင့်ကားတစ်စီးကိုစမ်းသက်ပြီးထပ်ပုံရိုက်ကြည့်လိုက်ပါတယ်။နောက်တစ်စက္ကန့်မှတင်အဲ့ဒီကားနဲ့ပုံစံတူကားတစ်စီးဘေးနားမှာထပ်ပေါ်လာပါတယ်။သူဝမ်းသာအားရနဲ့ကားထဲဝင်ထိုင်နေတော့အမျိုးသမီးတစ်ယောက်ရောက်လာပြီးဒါကျမကားပဲရှင်ဘာလို့ထိုင်နေရလဲလို့မေးခွန်းထုတ်ပါတော့တယ်။သူကလည်းခမည်းကားကဟိုဘက်မှာပါလို့ပြန်ပြောလိုက်တော့အမျိုးသမီးကလက်ကြည့်ပြီးအားနာတကြီးတောင်းပန်သွားပါတယ်။အဲ့ဒီချိန်မှာပဲအဲ့ဒီအမျိုးသမီးလက်ထဲကရွှေတုံးတွေပါတဲ့တတာကိုသူသတိထားမိသွားပြီးဓာတ်ပုံရိုက်ခွင့်တောင်းလိုက်ပါတယ်။အမျိုးသမီးကသဘောတူလို့တက်တာဖွင့်လိုက်ချိန်မှာသူကအမြန်ဓာတ်ပုံရိုက်ယူလိုက်ပြီးသူမထွက်သွားတာနဲ့အဲ့ဒီရွှေတုံးတွေကိုပွားယူလိုက်ပါတယ်။နောက်ကအဲ့ဒီရွှေတွေကိုသူသွားရောင်းတဲ့အခါတိုက်ဆိုင်ပဲခုနကအမျိုးသမီးဟာအဲ့ဒီရွှေဆိုင်ရဲ့မန်နေဂျာဖြစ်နေပါတယ်။သူကငွေသားပဲလိုချင်တယ်လို့ပြောတာကြောင့်သူမကဝန်ထမ်းတွေကိုငွေထုတ်ပေးဖို့ခိုင်းလိုက်ရပါတယ်။အိမ်ရောက်တဲ့အခါသူဟာငွေတွေကိုကရင်ပေါ်ပုံချပြီးဖုံးနဲ့ထက်ကဓာတ်ပုံရိုက်ပါတော့တယ်။ဒီလိုနဲ့ကြရက်အတွဲမှာတင်သူဟာတန်းကြွယ်တထေဖြစ်သွားခဲ့ပါတယ်။နောက်ပိုင်းသူအဝတ်အစားသွားဝယ်တဲ့အခါအဲ့ဒီအမျိုးသမီးနဲ့ထပ်ဆုံပါတယ်။သူမကစိတ်အားထက်သန်စွာနဲ့သူ့အတွက်အဝတ်အစားတွေရွေးပေးပြီးတိတ်တဆိတ်ငွေရှင်းပေးခဲ့တာကြောင့်သူအတော်လေးအားနာသွားပါတယ်။ဒါကြောင့်သူမကိုဘာကူညီပေးရမလဲလို့မေးတဲ့အခါသူမကဖိုးအတွက်မွေးနေ့လက်ဆောင်ရွေးပေးဖို့အဖော်ဆက်ပါတယ်။နိုင်ဆန်ရောက်တဲ့အခါအမျိုးသမီးကအကန့်ထက်နှစ်ထုတ်တဲ့ limited edition နိုင်တလုံးကိုသဘောကျသွားပြီးမြဲအယောင်းဝန်တန်းကဒါဟာရောင်းဖို့မဟုတ်ဘူးလို့ညင်းလိုက်ပါတယ်။သူမစိတ်ဖြစ်သွားတဲ့အချိန်မှာသူကတိတ်တဆိတ်ထပ်ပုံရိုက်ပြီးအဲ့ဒီနိုင်ကိုပွားယူလိုက်ပါတယ်။ပြီးတော့သူမကိုအဲ့ဒီနိုင်လက်ဆောင်ပေးလိုက်ပြီးအပြန်အလှန်အနေနဲ့သူမဆိုင်ကရွှေတိုက်ခန်းကိုကြီးခွင်တောင်းပါတယ်။သူမကသဘောတူလို့ရွှေတိုက်ခန်းနဲ့ရောက်သွားတဲ့အခါမှာတော့သူဟာဖုန်းကိုထုတ်ပြီးထပ်ပုံရိုက်လိုက်ပါတော့တယ်။အိမ်ပြန်ရောက်တာနဲ့သူဟာရွှေတွေအားလုံးကိုအကုန်အစင်ပွားယူလိုက်ပါတော့တယ်